ဒီတောင်အေးလို့ရတဲ့ကမ္ဘာအကြဆုံးမီးပွိုင်းရှိတဲ့နိုင်ငံများနံပါတ်1တရုတ်တွေနေတဲ့နိုင်ငံတရုတ်နိုင်ငံမှာမီးပွိုင်းဆောင်ရတဲ့အချိန်အလွန်ကြာမြင့်တယ်ဆိုပြီးနာမည်ကြီးတဲ့မြို့တစ်မြို့ရှိပါတယ်အဲ့ဒါကတော့ကမ္ဘာလက်ကြီးသွားတွေကြားမှာရေပန်းစားနေတဲ့ကန်စုပြည်နယ်ကတောင်ဝါမြို့ပဲဖြစ်ပါတယ်ဘာကြောင့်ရေပန်းစားနေရတယ်လဲဆိုရင်ဒီမြို့ရဲ့မီးပွိုင်းဟာကားတွေလူတွေတက်တယ်မဟုတ်ပဲလက်အုပ်တက်ပါဖန်တီးထားတာကြောင့်လူတွေများပြီးရေပန်းစားနေတာပဲဖြစ်ပါတယ်ပြီးတော့ဒါဟာကမ္ဘာပထမဆုံးကလောက်အုပ်မီးပွိုင်းလို့လည်းသိရပါတယ်ဒီမီးပွိုင်းကိုတန်ဟွာမြို့မှာရှိတဲ့အမင်ချာတဲတောင်ပြည်နယ်လမင်းတိုင်ရေခမ်းနားမှာတက်ဆင်ထားတာပဲဖြစ်ပါတယ်ဒီဒေသဟာရှီဟောင်းပိုးလမကြီးရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်အားလည်းရဲ့အပန်းဖြေရာဒီအချိန်ဒီမှာဆိုရင်တဲကန်တာရတဲ့ကလောက်အုပ် CP အလားကြည့်ချင်ကြတဲ့ခီးသွွားတွေထောင်နဲ့ချီရှိနေတတ်ကြပါတယ်ဒါကြောင့်ခီးသွွားတွေနဲ့ကလောက်တွေကြားမှာထိခိုက်မှုမရှိအောင်ဒီမီးပွိုင်းကိုတက်ဆင်ထားရတာပဲဖြစ်ပါတယ်ကလောက်တွေနဲ့ဆိုတော့မီးပွိုင်းဟာတော်လေးကြားတယ်လို့လည်းဆိုပါတယ်ကလောက်ကောင်ရည်များရင်ပို့ပြီးတော့ကြားတယ်လို့လည်းသိရပါတယ်တချို့မြို့တွေဖြစ်တဲ့ဘေကျင်းနဲ့ရှာဟိုင်းမြို့တွေမှာလည်းရင်ကျော်ပြီးဆုံးမှုတွေအလွန်ဆိုးရတယ်လို့ဆိုပါတယ်တခါတရံ3မိနစ်ကနေ5မိနစ်ထိစောင့်ဆိုင်ရတတ်တယ်လို့လည်းဆိုကြပါတယ်တချို့ခီးသွားတွေကတော့ဒီမီးပွိုင်းနားရောက်လို့မိနေရင်ဖုန်းတွေထုတ် TikTok တွေပါတွေရိုက်လို့ပြီးရင်တော့မိကမစိမ့်သေးဘူးလို့လည်းဆိုပါတယ်ကားပေါ်ရောက်တာနဲ့တန်းအိပ်ပျော်တက်တဲ့သူတွေဆိုရင်တော့ဒါဟာလိပ်ပံပေါ်လို့ပါပဲဒါပေမဲ့ကားမောင်းတဲ့သူဖြစ်နေရင်တော့စိတ်မကောင်းဘူးလို့ပဲပြောချင်ပါတယ်နံပါတ်1အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံလည်းလူဦးရေထူထပ်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့လမ်းမပေါ်မှာကားတွေဆိုင်ကယ်တွေသုံးဘိန်းတွေကလည်းတန်းနဲ့ချီရှိပါတယ်ဒါကြောင့်ဒီနိုင်ငံဟာမီးပွိုင်းအလွန်ကြာတယ်ဆိုပြီးနာမည်ကြီးတာမဆန်းဘူးလို့ထင်ပါတယ်အခုတပြည့်အိန္ဒိယနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ New Delhi ဒါမှမဟုတ်ရင်ဘန်ဂလိုကမီးပွိုင်းတွေဆိုဘလို့တောင်နာမည်ကြီးပါတယ်ဘာကြောင့်လဲဆိုရင်ဘန်ဂလိုကမီးပွိုင်းမှာမိသွားရင်အိတ်ချင်အောင်ဆောင်တာမဟုတ်ပဲတကယ်ကိုအိပ်ပျော်သွားလို့ရတယ်ဆိုပြီးပြောကြပါတယ်တကယ်ဟုတ်မဟုတ်သိချင်တော့ကိုယ်တိုင်ဒါအိန္ဒိယနိုင်ငံကိုလည်းတွားကြည့်ကြပါလို့ပြောချင်ပါတယ်မီးပွိုင်းတစ်ခုထဲမှာတရားဝင်မိနစ်ပိုင်းပဲပြနေပေမဲ့တင်ကြောပိတ်ဆို့မှုတွေနဲ့ပေါင်းကြည့်လိုက်မယ်ဆိုရင်မိနစ်20ကနေနိုင်ဝက်အထိကြာတော့တယ်လို့ဆိုပါတယ်အိန္ဒိယကတချို့လူငယ်တွေဆိုမီးပွိုင်းမိနေတော့ကားထဲမှာonline ကနေအလုပ်ပြင်တာပြီးဖြေသွားကြတယ်ဆိုပြီးနောက်ပြောင်လေးရှိကြပါတယ်ဒါကတကယ်လားဆိုတာကိုတော့အိန္ဒိယရောက်တဲ့နေချင်းစီကိုပဲပုံစံမေးကြည့်ကြပါလို့ပြောချင်ပါတယ်ဒီလိုရောမီနီနာရောက်ရင်ပိတ်တက်တဲ့လူလားမမဟုတ်ဘယ်မီနီနာရောက်ဒီတော့အမြဲတမ်းစော့တက်တဲ့လူလားဆိုတာကို comment မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ကတော့ပိတ်တက်တဲ့လူထဲမှာပါပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ထားဖို့တော့ပြောချင်ပါတယ်အဲဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာအားလုံးပဲ bye bye